အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မျှဝေပေးသွားမယ့်အကြောင်းအရာကတော့ဒီနိုင်ငံရေးပါတီတွေနဲ့နိုင်ငံရေးဆိုတာခေါင်းစဉ်တွေပေါ့လေဒါကျွန်တော်ရဲ့မျှဝေသွားမှာဖြစ်တကယ်တော့ဒီနိုင်ငံရေးပါတီတွေဆိုတာပေါ့လေနိုင်ငံရေးနဲ့ပတ်သက်လို့ရှိရင်ဘယ်လိုပဲမတူကြတဲ့အနေနဲ့ဒီဝါရတွေရှိနေပါစေနိုင်ငံတော်တည်ဆောက်ရတဲ့ပေါ့လေအမျိုးသားအကျိုးစီးပွားကိုရှေ့ရှုပြီးတော့လိုအပ်တဲ့ဖြစ်နိုင်ရရှိတဲ့ပေါ့လေအချက်တွေကိုပူးပေါင်းဆောင်ရွက်ဖို့ညှိနှိုင်းဖို့လိုအပ်တာဖြစ်ပါတယ်ဒီနေ့ဒီလိုအခြေအနေကာလမျိုးဆိုလို့ရှိရင်နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ပေါ့လေနိုင်ငံသားတွေကနေနိုင်ငံရေးဆိုတဲ့စကားလုံးကိုလက်ပြီးကောက်ယူရဲ့အချက်တွေနောက်တစ်ခါနားလေပုံတွေကအဓိကအရန်ကိုအရေးကြီးတဲ့အချက်ပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့ဒီနိုင်ငံရေးကပေါ့လေတန်ဖိုးရှိတယ်အမျိုးသားဒုစည်းဝါဒီအခုကဒီရည်မှန်းချက်တွေကိုညှိနှိုင်းပူးပေါင်းတာဖြစ်ချင်းဆောင်ရွက်ကြရင်လည်းအမြင်မတူတဲ့အချက်တွေကနေပြီးတော့ပေါ့လေဒီနေ့ဒီလိုအခြေအနေတရက်ကိုရောက်ရှိလာကြတာဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ဒီနိုင်ငံရေးလုပ်ငန်းစဉ်တွေပေါ့လေဒီနိုင်ငံတည်ဆောက်ရတဲ့အတိုက်ခံလုပ်ငန်းစဉ်တစ်ခုတော့မဟုတ်ဘူးပေါ့။ဆိုရင်တော့ဘာလို့ဆိုလို့ရှိရင်တော့ဒီနိုင်ငံရေးကပေါ့မိမိနဲ့မတူညီတဲ့သူတွေကိုဒီဆန့်ကျင်တဲ့လုပ်ရမှုမဟုတ်ပင်နဲ့မတူညီတဲ့သဘောထားတွေရည်ချက်တွေဒီမတူညီတဲ့အချက်တွေကပြီးတော့ပေါ့လေနိုင်ငံတည်ဆောက်ရနိုင်ငံတို့တည်းရတဲ့ဖြစ်နိုင်ရရှိတဲ့အချက်တွေကိုပူးပေါင်းညှိနှိုင်းဆောင်ရွက်ဖို့အတွက်လုပ်ရတဲ့လုပ်ငန်းစဉ်တစ်ခုပဲဖြစ်ပါတယ်။နိုင်ငံရေးဒီအားလုံးရပြောလေနိုင်ငံရေးအမျိုးမျိုးရဲ့အဓိကကြီးမှန်းချက်ရည်ချက်ကဘာလဲဆိုလို့ရှိရင်တော့နိုင်ငံတည်ဆောက်ရေးဖြစ်တဲ့အတွက်ကြောင့်ဖြစ်နိုင်ရရှိတဲ့အချက်ကိုမရှာဖွေနိုင်ဘူးဆိုလို့ရှိရင်တော့နိုင်ငံတည်ဆောက်ရေးကလည်းဖြစ်လာတယ်မဟုတ်ဘူး။နိုင်ငံတည်ဆောက်ရေးမရှိဘူးဆိုလို့ရှိရင်နိုင်ငံရေးကလည်းအထိပ္ပယ်မေ့နေမှာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ဒီနိုင်ငံရေးလို့ပြောလိုက်ပြီဆိုလို့ရှိရင်ဒီပါတီနိုင်ငံရေးနဲ့လူသားနိုင်ငံရေးဆိုပြီးတော့မျိုးရှိတာပေါ့သိချဖို့လိုအပ်တယ်ဒီပါတီနိုင်ငံရေးကိုတနည်းအားဖြင့်တော့ဒီအာဏာနိုင်ငံရေးလို့ပြောလို့ရှိရတယ်ပေါ့လေဘာဖြစ်လို့ဆိုလို့ရှိရင်တော့ဒီနိုင်ငံရေးပါတီတွေကဒီအာဏာရဖို့အတွက်ကြိုးစားလာကြလို့ဖြစ်ပါတယ်ဒီအာဏာနိုင်ငံရေးကဘယ်လိုမျိုးသဘောတရားဆိုလို့ဒိန်းသဘောတရားတစ်ခုနဲ့တည်းပေါ့လေပြောကဒီနိုင်ငံရေးကစားကွက်တွေနိုင်ငံရေးလက်ကွက်တွေမျိုးရှိပြီးတော့လူကြိုက်များအောင်ဒီမျိုးနဲ့လှုပ်ဆောင်လာကြတာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ဒီနိုင်ငံရေးသိပ္ပံပညာရှင်ပေါ့လေအန်တိုနီဒေါင်းစ်ကဘယ်လိုပြောထားလဲဆိုလို့ရှိရင်နိုင်ငံရေးပါတီတွေဟာလူကြိုက်များမှုနဲ့မြေအများဆုံးရရှိဖို့အတွက်ဆုံးဖြတ်ချက်တွေချမှတ်တဲ့အခါမှာပြည်သူလူထုအကျိုးရှိဖို့အတွက်ဒေသစဉ်းစားစရာတွေကိုပေါ်ထုတ်ရမှာဖြစ်ပေမဲ့လို့ပြည်သူလူထုရဲ့ဒေသခံစားချက်တွေကိုကြွကြုံမှုတက်ဖြစ်သွားတတ်တယ်ဆိုပြီးတော့ပြောထားတာရှိပါတယ်နိုင်ငံရေးပါတီတွေရဲ့မူဝါဒကြွကြုံတယ်မှာပေါ့လေဒေသကြိုက်တက်ဖြစ်နေအောင်မဆိုလို့ရှိရင်ကြိုက်များတာဘာမှတည်းမပေါ်တဲ့နိုင်ငံရေးဖြစ်စဉ်တွေပဲဖြစ်နေအောင်မှာဖြစ်ပါတယ်ဒါမဲ့လည်းဒီပါတီနိုင်ငံရေးကပေါ့လေကမ္ဘာနိုင်ငံရေးအနှံ့မှာရှိနေတာပဲဖြစ်တယ်ဆိုတော့တချို့နိုင်ငံတွေပေါ့လေနိုင်ငံတော်များများပါတီစနစ်တွေရှိရတယ်အဲ့လိုမျိုးဒီပါတီဒီနိုင်ငံရေးတွေကိုပေါ့လေအထိပ္ပယ်ဖွင့်ဆိုချက်တွေအမျိုးမျိုးရှိတဲ့အထက်မြက်ကမှာအီဒီပညာရှင်ကဘာပြောရလဲဆိုလို့ရှိရင်တော့နိုင်ငံရေးပါတီဆိုတာရွေးကောက်ပွဲတွေမှာတရားဝင်ကိုယ်ပိုင်သင်္ကြန်တစ်ခုကိုဆွဲကင်တာဝင်ရောက်ရှင်ပြန်ပြီးတော့အဲ့ဒီရွေးကောက်ပွဲတွေကတဆင့်ပေါ့လေသူတို့ရဲ့ကိုယ်စားလှယ်တွေကိုအစိုးရယာထုတွေစီကိုပို့ပေးနိုင်စွမ်းရှိတဲ့နိုင်ငံရေးအဖွဲ့အစည်းတစ်ခုဖြစ်တယ်ဆိုပြီးတော့ပြောထားတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့နိုင်ငံရေးပါတီတွေရဲ့နိုင်ငံရေးအမြင်ပေါ်ဆောင်တဲ့တာဝန်တွေကိုကြည့်မယ်ဆိုရင်သက်ဆိုင်ရာလူမှုအုပ်စုအသီးသီးရဲ့ညွှန်မှန်းချက်တွေလိုလားချက်တွေကိုနိုင်ငံရေးစနစ်အတွင်းသင်ရှားပေါ်လွင်စေဖို့အတွက်ဆွမ်းဆောင်ကြရတာလည်းဖြစ်ပါတယ်။ဒါကြောင့်မြန်မာနိုင်ငံရေးခင်းကျင်းကဒီနိုင်ငံရေးမတင်တဲ့ချက်တွေကြောင့်မို့လို့လက်နက်ကင်ပြီးတော့တော်လှန်လာကြတယ်လို့ဖြစ်တယ်။အဲ့လိုဒီလက်နက်ကင်တော်လှန်လာကြတဲ့နောက်မှာအကြမ်းဖက်မှုတွေလည်းပါလာတာဖြစ်ပါတယ်။ဆိုတော့အဲ့ဒီအကြမ်းဖက်မှုတွေပေါ့လေအကြမ်းဖက်အုပ်စုတွေအကြမ်းဖက်လုပ်ရတွေကိုထုံးချဖို့နဲ့အကြမ်းဖက်လမ်းစဉ်တွေပတ်ပြောက်ဖို့အတွက်နိုင်ငံရေးပါတီတွေမှာပေါ့လေတာဝန်အများကြီးရှိပါတယ်။နောက်တစ်ချက်ကတော့လက်ရှိမြန်မာနိုင်ငံရေးပြဿနာကိုပေါ့လေလက်နက်ကင်ပြီးတော့ဖြေရှင်းရတယ်ဆိုတော့ယူဆမှားရတဲ့လက်နက်ကင်ပဋိပက္ခတွေကဒီဖြစ်ပွားနေတာပေါ့လေမှားယွင်းနေတယ်ဆိုတာကိုပြသဖို့အတွက်လည်းနိုင်ငံရေးပါတီအဓိကတာဝန်ရှိပါတယ်။ဆိုတော့ဒီနိုင်ငံရေးပါတီတွေနဲ့ပေါ့လေအခုလိုမျိုးလက်ဆောင်ချက်တွေကဒီနိုင်ငံတို့နဲ့ပေါ့လေနိုင်ငံတို့တိုးတက်ဖို့အတွက်အဓိကဆောင်ရွက်ရတဲ့လက်ဆောင်ချက်တွေဖြစ်ပါတယ်။ဆိုတော့လက်ရှိမှာပေါ့လေဒီ2025ခုနှစ်ဒီဇင်ဘာလနဲ့2016ခုနှစ်ဇန်နဝါရီလမှာရွေးကောက်ပွဲကိုကျင်းပပေးမယ်ဆိုပြီးတော့လေဒီအစိုးရအနေနဲ့တရားဝင်ထုတ်ပြန်နေတာဖြစ်ပါတယ်။ဆိုတော့ဒီရွေးကောက်ပွဲမှာပါဝင်မဲ့ပေါ့လေပါတီတွေနဲ့လည်းအဓိကအခန့်ကဏ္ဍကပါဝင်နေလို့အဓိကအရေးကြီးတဲ့တာဝန်တွေကိုလည်းထမ်းဆောင်ကြမှာဖြစ်ပါတယ်။ဆိုတော့မြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရေးအခြေအနေကဘယ်လိုဖြစ်နေလဲဆိုလို့ရှိရင်ဒီနိုင်ငံသားတွေနဲ့ပေါ့လေချင်းချင်းမုန်းချင်းတွေများပြီးတော့အခုလက်ရှိနိုင်ငံရဲ့ဗဟိအခြေအနေကိုပေါ့လေထာဝရကြကြမမြင်နိုင်တော့ဘဲနဲ့အဲ့လိုမျိုးတော့ထာဝရကြကြပေါ့လေမြင်နိုင်ဖို့အတွက်ထောက်ပြတဲ့သူတွေကိုလည်းရန်ပြူတာတို့ချင်းကြောက်တာတို့စသဖြင့်ဒီလိုမျိုးလှုပ်ဆောင်လာကြတွေ့ရတယ်။ဒါကြောင့်မို့လို့နိုင်ငံရေးပါတီတွေနဲ့ပေါ့လေအခုဒီလက်ရှိဒီနိုင်ငံဒီဖွံ့ဖြိုးတိုးတက်အတွက်ပေါ့လေဘယ်လောက်ထိအရေးပါတယ်လဲဆိုတာကိုလှုပ်ဆောင်ဖို့အတွက်မြင်နိုင်ဖို့အတွက်ပေါ့လေအဓိကကျိုးပမ်းကြရမှာဖြစ်ပါတယ်။နောက်ဆုံးပြောချင်တာကတော့ဒီနိုင်ငံရေးပါတီတွေနဲ့ပေါ့လေဒီအာဏာနိုင်ငံရေးဖြစ်တဲ့ဒီပါတီနိုင်ငံရေးနဲ့နိုင်ငံအရေးဖြစ်တဲ့လူသားနိုင်ငံရေးကိုဒီပြတ်တာစွာပေါ့လေအသုံးချတတ်ဖို့လိုအပ်တာပဲဖြစ်တယ်။ဆိုတော့နိုင်ငံရေးပါတီတွေနိုင်ငံသားတွေနဲ့ပေါ့လေချင်းချင်းမုန်းချင်းကင်းစွာနဲ့လက်ရှိနိုင်ငံမှာဖြစ်နေတဲ့ပဂတိအခြေအနေတွေကို
ခွေးချင်းစိတ်ပြနိုင်မယ်ဆိုလို့ရှိရင်ဒါဒီနိုင်ငံရေးပါတီတွေနဲ့ဖြစ်စေနိုင်ငံသားတွေနဲ့ဖြစ်စေလူအဖွဲ့အစည်းတွေနဲ့ဖြစ်စေနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာပေါ့လေဒါပါဝင်ဆောင်ရွက်နိုင်တဲ့ဒီလမ်းမှုများစွာရှိတယ်ဆိုတာကိုဧကံမုတ်ချတွေ့လာနိုင်မှာဖြစ်ပြီးတော့ဒီနိုင်ငံရေးပါတီတွေနဲ့လည်းနိုင်ငံတိုးတက်ရေးမှာပေါ့လေဘယ်လောက်ထိဒါအရေးပါတယ်ဘယ်လောက်ထိအထူးကကြရတယ်ဆိုတာကိုပြသနိုင်မှာဖြစ်တယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်အားလုံးကိုကျေးဇူးတင်